အလုံးပိုင်းမကလာပါလေကျော်စောလိုက်ပါတယ်ဗျာဒီတခါတော့ဒီမှာဒီအခုပြောင်းလဲလိုက်တဲ့ဒီ content monetization ပေါ့နော်အဲ့ဒီ style လေးကိုတွေ့ရမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ဒီအရင်လိုအကပုံစံမျိုးမဟုတ်ဘူးတပ်ပုံစံမျိုးနဲ့အသိ update လောက်လိုက်တာတွေ့ရပေါ့နော်ဒါတော့ဒီတပ်ပုံနဲ့ဗီဒီယိုနေပြီးတော့ပိုက်ဆာရှာလို့ရတယ်တပ်ပုံ icon နဲ့ဒီဗီဒီယိုဥစားပေးပြီးတော့တယ်မှာဆိုတဲ့ပုံစံမျိုးပေါ့နော်ဒီပလာယာကပေါ့နော်အဲ့မှာဆိုလို့ရှိရင်လေပဲသူဒီအဲ့မှာဆိုလို့ရှိရင်လေပဲသူဒီအရင်ပုံစံဆိုလို့ရှိရင်တော့ဒီ content monetization ပုံစံတော့ခတ်ထားတာမျိုးရှိရဲ့နောက်ပြီးတော့ရှိလေဒီ content monetization အင်ကွာမျိုးရှိရဲ့ပေါ့နော်အမှဆိုလို့ရှိရင်နေပုံစံမျိုးလေးနဲ့ပေါ့နော်အခုဆိုလို့ရှိရင်တော့ဒီတပ်ပုံနဲ့အပြပုံစံလေးပေါ့နော်အပြစိမ့်လဲပုံစံလို့ပြောရမလားအဲ့လိုပုံစံလေးနဲ့ပေါ့နော်အဲ့လိုပုံစံလေးနဲ့တွေ့ရတယ်ဒါပေမဲ့ဒီနေ့ပဲဒီ inquiry ပြောင်းလိုက်တာတွေ့ရတယ်ပေါ့နော်ပေါ်တွမ်စတိုင်မျိုးပြောင်းလိုက်တာတွေ့ရတယ်ဒါပေမဲ့ဒါပူစရာမလိုဘူးပေါ့နော်ဒီ2016မှာဆိုလို့ရှိရင်ဒါတပ်ပုံနဲ့ဗီဒီယိုဥစားပေးတယ်ဗီဒီယိုအရှိတူဥစားပေးတယ်ဆိုတဲ့ပုံစံမျိုးကိုဒီ Facebook ကပေါ်ပြလိုက်တာဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ဆိုလိုတာကတော့ဒီမှာဒီကိုပိုင်တပ်ပုံရိုက်တယ်ပေါ့ရကိုပိုင်ဗီဒီယိုရိုက်တယ်ပေါ့အတွဲပေါ့နော်အဲ့ဒါကြောင့်အခုလိုပြောင်းလဲလာတာဖြစ်ပါတယ်ဒါကတော့ပေးတိုင်းမှာပြောင်းတာတော့မတွေ့ရဘူးတော်တော်လေးပဲဒီပြောင်းလာတဲ့ပုံစံမျိုးလေးပဲတွေ့ရတယ်ဗီဒီယိုတွေတင်ထားတယ်သတ်မှတ်ချက်လေးကောင်းတယ် quality လေးကောင်းတယ်ဆိုတဲ့ပုံစံမျိုးတွေမှာပြောင်းလဲလာတာတွေ့ရတယ်ကော့မရှိတဲ့ပေးတွေထင်ပါလေပဲဒီပုံစံမျိုးပြောင်းနေတာ3-4ပေးလောက်ပဲတွေ့ရတယ်နောက်6ပေးခဏပေးလောက်ပြောင်းနေတာမျိုးမတွေ့ရဘူးပေါ့နော်အဲ့တော့တချို့ဟာတွေကပြောရခက်တယ်ဒါမဲ့လေးပဲဒီမှာဒီသတ်မှတ်ချက်တို့တတ်မှတ်ချက်ပြပြီးတော့ဒီ monetization ရှာဖို့အတွက်အဆက်သက်ဖြစ်ခါနီးပုံစံတွေမှာလာပြတဲ့ပုံစံမျိုးတွေတဲရောက်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေတွေ့ရတယ်အဲ့တော့ဒီလောက်ဆိုလို့ရှိရင်တော့ဒီအင်ကွာပိုလာနဲ့ပတ်သက်ပြီးတော့ပူစီရမလို့ဒါကတော့ဒီတက်ပုံနဲ့ဗီဒီယိုနဲ့ပေါင်းပြီးတော့ပြထားတဲ့အင်ကွာလေးပဲဖြစ်ပါတယ်ဒါတော့အခုအသိပုံစံလေးပေါ့နော်အဲ့ဒီအကြောင်းလေးကိုလာပြောပြပေးတာဖြစ်ပါတယ်ဗျအဲ့တော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ